သက်80လောက်ရှိတယ် US သမ္မတဂျိုးဘိုင်ဒန်တော်မှာဒီဟာကိုပဲတစ်လုံးသူတို့စားလာတာပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့လောက်လဲကျမ်းမာပြီးတော့အသက်80အရွယ်မောင်တော်မှ USA နိုင်ငံကိုသူကဥဆောင်နိုင်တယ်တစ်ကမ္ဘာလုံးဥဆောင်နိုင်တဲ့လူတစ်ယောက်အနေနဲ့ဖြစ်လာတာပေါ့နော်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်နာမည်ကဒေါက်တာပြဖုန်းညမှာကျွန်တော်ဒေါက်တာ Crafton မီမှာ founder နဲ့ဒီbusiness leader ပေါ့နော်အဲ့ဒီတောင်းကိုကျွန်တော်ယူထားပါတယ်ဆိုတော့ကျွန်တော်တို့ဒေါက်တာ Crafton မီကဘာလုပ်တာလဲဆိုတော့ကျွန်တော် specializing in nutrition ပြီးတော့ patient တို့ underlying condition ပေါ့ဒီလူနာဖြစ်နေမယ် underlying condition တစ်ခုခုရှိနေမယ်စီးကြိုတွေတွေးတိုးတွေတွေးတွေအစီများတာလေအဲ့လိုမျိုးတစ်ခုခုရှိနေတဲ့လူနာမျိုးတွေအဝလုံးတဲ့လူနာမျိုးတွေပိန်လုံးတဲ့လူနာမျိုးတွေအဲ့လိုမျိုးပေါ့နော်ဘယ်လူနာမဆိုဘယ်ယောဂမဆိုအစားအသောက်ကိုကျွန်တော်တို့ကသူတို့စားခြင်းတဲ့ပုံစံလေးအတိုင်းဖြစ်အောင်လို့ customize ပေါ့ individualize တယောက်ချင်းနေစီကိုတွက်ပြီးတော့တွက်ချက်ပေးတာပေါ့နော်ဆိုတော့အသက်ကဘယ်လောက်လဲအရက်ကဘယ်လောက်လဲပြီးတော့ဒီကျွန်တော်ကြားမှာ BMI တွေတွက်တယ်ပြီးတော့ကျွန်တော်တို့ total calorie needs တွေတွက်တယ် energy expenditure တွေတွက်တယ် customer နဲ့ client နဲ့ကျွန်တော်တို့ keep in touch အများနဲ့လုပ်တယ်ပေါ့နော်ဒီ counseling consultation လုပ်တယ် consultation လုပ်ခြင်းအားဖြင့်ဘာဖြစ်တယ်လဲဆိုတော့သူတို့စားကျင်တာတွေမစားကျင်တာတွေကြိုက်တာတွေမကြိုက်တာတွေဆိုတော့ဒါတွေကို craft လုပ်ပေးနိုင်တာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော် crafted meal ပေါ့ crafted meal တနည်းအားဖြင့်ဆိုတော့ကျွန်တော်တို့ therapeutic meal medical meal ဆိုလည်းကျွန်တော်တို့ပြောလို့ရတာပေါ့နော်ကိုစားခြင်းတဲ့ဟာလေးကိုကိုအတွက် quality ဖြစ်တဲ့အာဟာရဘိုင်းကိုဒီ macronutrient micronutrient ဒါတွေနှစ်ခုလုံးကိုကျွန်တော်တို့ချိန်ထားလိုက်တာပေါ့ချိန်ပြီးတော့ daily delivery လုပ်ပေးပါတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီအဓိက main service ကတော့အဲ့ဒါပေါ့ဆိုတော့နောက်တစ်ခုကလူနာတွေအပြင်မှာနောက်လူကောင်းတွေရောစားလို့မရဘူးလားလူကောင်းတွေလည်းစားလို့ရတယ်ဒီ healthy meals ပေါ့ healthy meals ဆိုရင်Mediterranean diet လို့ခေါ်တယ်ခင်ဗျဆိုတော့သူကအရင်သမ္မတဂျိုးဘိုင်ဒန်တော့ဒါအသက်80လောက်ရှိတယ် US သမ္မတဂျိုးဘိုင်ဒန်တော့မှဒီဟာကိုပဲတစ်လုံးသူတို့စားလာတာပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့လောက်လဲကျမ်းမာပြီးတော့အသက်80အရွယ်မောင်တော်မှ USA နိုင်ငံကိုသူကဥဆောင်နိုင်တယ်တစ်ကမ္ဘာလုံးဥဆောင်နိုင်တဲ့လူတစ်ယောက်အနေနဲ့ဖြစ်လာတာပေါ့နော်ဆိုတော့ဆိုလိုချင်တာကစားစရာဒီကအဲ့လောက်ကြီးကိုအရေးပါပါတယ်ကိုယ့်ရဲ့ daily life မှာအရေးပါတယ်ဆိုတော့ဒီစားစရာတွေအစားမားတယ်ဆိုရင်ဘာဖြစ်တယ်လဲကျွန်တော်အပြင်စားတွေစားရများတယ်အငံနေစားတာများလုံးအားကြီးတယ်ဆိုရင်တန်စင်းလုံးပဲဆိုတော့ဒါတွေကိုအများများနေတူကစားမိတဲ့ခါမှာ6လတစ်နှစ်ကဘာမှအများကြီးယောဂ symptom တွေမပြပင်မဲ့နောက်3-4နှစ်ကြာတယ်ဆိုရင်ကွာတွေးလေးစပြီးတော့တိုးကျင်လာပြီးမျက်လုံးတွေစပြီးဝါလာပြီးစကြောတွေကျွန်တော်တို့နည်းနည်းလေးပို့ပြီးတက်လာပြီးဆိုတော့အဲ့လိုပုံစံဖြစ်လာမယ်ပြီးတော့ဘိုက်ကြီးရွှဲလာတယ်ဝါလေအဝလွန်လာတယ်ပေါင်100 200 150 200 300ကျွန်တော်စီမှာဆိုရင် client တွေက300ကျော်တဲ့အထိကိုရှိတယ်300ကျော်တယ်ဆိုတော့ metabolic syndrome ပေါ့နော်သူကဒီ fat တွေရမ်းများတော့အဲ့လိုမျိုး syndrome hormone syndrome လေးဝင်နေတာတော့ရှိတာပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်တို့စားစရာနဲ့ရောဆေးနဲ့ရောအကုန်လုံးကိုပူပေါင်းပြီးတော့ကုပေးရတာပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးလေးကျွန်တော်တို့ business ကသွားပါတယ်ပေါ့အခုကတော့ဒီနေ့ပွဲမှာဆိုရင်ဒါတောက်လေငခုမုံရင်းငါပေါ့လေငခုမုံရင်းငါသူ့ရဲ့ပေးတဲ့ values တွေကတန်ဖိုးတွေကဘာလဲဆိုတော့အချုံမုံမပါဘူးပြီးတော့နောက်အကောင်းဆုံးက formula မပါဘူးဒီမုတ်ဖက်မှာ formula မပါဘူးအဲ့တော့ formula မပါတာကပါတာနဲ့မပါတာနဲ့ဘာကွာတယ်လဲဆိုရင် formula ပါတဲ့မုတ်ဖက်ဆိုရင်အိမ်မှာထားတယ်တရက်နေ့ရထားတယ်ရင်လည်းမနာဘူးပြီးရင်ချင်သွားတာလည်းမရှိဘူးဒါ formula ပါတယ်စားကြည့်လိုက်ရင်လည်းရင်ပူတယ်ဒီရင်မက်ထဲမှာပူတူလေးနဲ့အောက်တောင်လေးနဲ့အဲ့လိုမျိုးအနေထားမျိုးရှိတယ်ဒါ formula ပါဆိုတော့သိတာဆိုတော့ဒီမှာကျွန်တော်တို့စီမှာဒီမုံရင်းကားဆိုတာမြန်မာရိုးရာဒလေးစားစရာလည်းတစ်ခုဖြစ်တယ်ဒါပေမဲ့အဲ့ဒလေးကိုပုံမလေးလေးမျိုးကကျွန်တော်တို့ကိုယ်တိုင်ဖြတ်နေသလိုမျိုးကိုဒါခံစားရတယ်ပေါ့နော်သူစားတဲ့လူတွေရဲ့အနေထားတွေကိုမေးကြည့်တယ်တော့မုံရင်းကားဘာလို့မစားတော့တာလဲမုံရင်းကားဘာလို့မကြိုက်တော့တာလဲမဟုတ်ဘူးမုံရင်းကားကိုကြိုက်တယ်ဒါပေမဲ့ဒီမုံရင်းကားမှာပါတဲ့အချုံမုတ်တွေဒီ formula တွေကြောင့်မလို့ဒီစားပြီးသွားငိုင်းမြည်တယ်ရင်ပူတယ်ရေးစားတယ်တိတ်ပြီးတော့အလုပ်မကောင်းဘူးအဲ့ဒါဒီကြောင့်မလို့ဒီမုံရင်းကားကိုအစားလူစားနဲလာတယ်ပေါ့နော်ဆိုတော့ဒါကို innovative ဖြစ်တဲ့အနေနဲ့ပေါ့ကျွန်တော်တို့ဒီ world food ပေါ့နော်ကမ္ဘာအစားအစာမှာ standard တစ်ခုအနေထားနေပေါ့ကျွန်တော်တို့ကဖြစ်ချင်တာပေါ့ဆိုတော့ကိုယ့်ရဲ့ဒီရိုးရာကိစ္စလေးကိုရိုးရာဟင်းပွဲကိုဒါနိုင်ငံတော်ဟင်းပွဲလို့လည်းကျွန်တော်တို့ပြောလို့ရတာပေါ့နော်ဆိုတော့အဲ့ဒီဟင်းပွဲကိုချပြလို့မရဘူးဖြစ်နေတာပေါ့ဆိုတော့အခုကကျွန်တော်ချပြလို့ရအောင် nutrition values တွေကဘာတွေလဲအထက်မှာ protein တွေကဘယ်လောက်ပါတာလဲပြီးတော့ sodium တွေ phosphorus တွေpotassium တွေကျွန်တော်တို့ကြောက်ကက်လူနာတွေဆိုရင်ဒါတွေအဓိက monitoring လုပ်ပြီးတော့ဒီအစားအစာကို minimum intake ဖြစ်အောင်လုပ်ပေးရတာဟုတ်အနေထားအဲ့လိုရှိတယ်အဲ့လိုရှိတော့ဒီမုံရင်းကစီးကြိုလည်းရမယ်တွေးတိုးလည်းရမယ်ဒီလိုမျိုးကြောက်ကက်ရှိတဲ့လူနာတွေလည်းရမယ်တွေးနေစီများနေရလေအကုန်ရတယ်ပေါ့နော်သူရဲ့ nutritionist က recommendation ပေးထားတဲ့
range လေးတစ်ခုရှိတာပေါ့ဒါတရက်ဆိုတပွဲပဲစားအိုးပဲဥထဲစားအကြော်ထဲမစားနဲ့စီကြောစားတွေမစားနဲ့ဒါမျိုးလေးပေါ့နော်ကျွန်တော် calorie တွက်ထားတဲ့ဟာလေးကိုကျွန်တော်တို့ချပြထားတယ် menu ထဲမှာလည်းရေးထားတယ် website တွေထဲမှာလည်းကျွန်တော်ဖော်ပြထားတယ်အခု video တွေထဲမှာလည်းကျွန်တော်ရိုက်ကူးရေးတွေပွဲလုပ်တဲ့အထဲမှာလည်းဒါတွေအကုန်လုံးဒီ information အကုန်လုံး pass လုပ်ထားတယ်ပေါ့နော်အဓိကအပြင်ကျွန်တော်တို့လူနာတွေအတွက်ပြင်ဆင်တဲ့အခါမှာလူကောင်းတွေကတော့ပုံမှန်အတိုင်းပဲပေါ့နော်လူနာတွေအတွက်ပြင်ဆင်တဲ့အခါမှာကန့်သတ်ထားတဲ့အရာတွေရှိတယ်ကန့်သတ်ထားတယ်ဆိုတာကကျွန်တော်အငံတက်ဆိုရင်ဘယ်လောက်ပဲသုံးရမယ်အချိုတက်ဆိုရင်ဘယ်လောက်ပဲသုံးရမယ်ဆိုတော့အခုကျွန်တော်တို့သုံးနေတဲ့ practice ကအငံတက်ဆိုရင် sodium ဆိုရင်2300 mg သုံးတယ်ပြီးတော့ဒီအချိုတက်ဆိုရင်တရက်ကို sugar ပေါ့နော် added sugar 20 gram တက်ကို25 gram တက်ကိုကျွန်တော်တို့တရက်လုံးမှာထည့်တဲ့အစားအစာတွေမှာတရက်ကိုပို့ပြီးတော့များပြီးတော့ကျွန်တော်မထည့်ဘူးပြီးတော့ C ဆိုလဲ25 ml ပေါ့ C 25 ml ဆိုတစုံရဲ့တဝက်ပေါ့တစုံခွဲတာအဲ့လောက်ပဲရှိပါတယ်ကျွန်တော်တို့သမင်းစားသုံးတစုံမှာ15 ml ပါတာကို15 ml ဆိုတော့နှစ်စုံစာလောက်နီးပါးလောက်ပေါ့နော်အဲ့လောက်ပဲကျွန်တော်တို့ C သုံးတယ်ဆိုတော့အဲ့ဒါမှမကောင်းရင်လည်းကောင်းစရာအကြောင်းမရှိဘူးပေါ့နော်ဆိုတော့ဒါပေမဲ့ဒါမသုံးနဲ့ဆိုတော့အများတန်းစားနေကြလူတယောက်တော့ကအငန်ရော့သွားတယ်ပြီးတော့အချုံမုံမသုံးတဲ့အခါကျတော့ဒီအရသာအတွက်ကသူ့အတွက်ပေါ့ရှွတ်ဖြစ်နေတယ်ဒါမျိုးတွေပေါ့ဆိုတော့အဲ့ဒီမှာစကားပြောတာကတကယ်လုပ်ပေးတဲ့လူကျွန်တော်တို့ဆရာဝန်တွေကဘာလုပ်ပါညာလုပ်ပါဘာလေးစားပါဘလောက်လေးစားပါအမောက်ဘယ်ဟာကိုစားပါဆိုပြီးတော့ prescription ပေါ့ညွှန်ကြားပေးတယ်ညွှန်ကြားပေးမယ်အဲ့ညွှန်ကြားပေးတဲ့ဟာကတကယ်စားနိုင်သလားဆိုတော့မစားနိုင်ဘူးဘယ်သူမှမစားနိုင်ဘာကြောင့်လဲဆိုတော့ကိုမမချက်တတ်တာဆိုတော့လူနာရှင်လည်းမချက်တတ်ဘူးချက်တတ်တဲ့လူနာရှင်တွေရှိကောင်းရှိမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးအနေအထားမျိုးရှိတယ်အဲ့ဒီမှာကျွန်တော်တို့ kitchen က chef ကကျွန်တော်ရဲ့ EC ဆရာကတော့ဒေါက်တာ EC ဆရာကိုဇော်လိုင်ဦးမှာဦးဇော်လိုင်ဦးမှာဆရာဇော်လိုင်ဦးမှာကျွန်တော်တို့ခေါ်တာတော့သူကတော့ EC ဆိုတာကကျွန်တော်တို့ chef လောကမှာဆို executive chef ပေါ့ဆရာဝန်လောကမှာဆိုတော့ဒီ professor level ပေါ့နော်ဆိုတော့သူနဲ့ကျွန်တော်လုပ်ငန်းစထောင်မှာတွားပြီးတော့တွေ့တော့ collaboration လုပ်ထားတယ်ပူးပေါင်းထားတယ်ပူးပေါင်းထားတယ်ဆိုတာနဲ့စာရင်ကျွန်တော်တို့ဟိုဒိုးတူပေါင်းမယ်အတူတူပေါ့အတူတူဒီပါတနာပုံစံလုပ်ပြီးတော့တွားတာပေါ့ sharing နဲ့ကျွန်တော်တို့တွားတာပေါ့တွားတော့ချက်ပြုတ်ရေးမှာခုနပြောတဲ့ limitation တွေရှိတဲ့ခါကျပြဿနာတက်ကောစာချက်တလောက်သုံးလို့မရဘူးအချုံမုတ်လုံးဝသုံးလို့မရဘူးအချုံနဲ့အသားမုတ်ကျွန်တော်တို့လုံးဝမသုံးမဲနဲ့ဒီဟင်းဝဲကိုကောင်းအောင်ချက်မယ်ဆိုတော့အမှခတ်တော့ဘယ်မှာသွားပြီးတော့ကျွန်တော်အရသာ flavor တွေသွားယူလဲဆိုတော့ sugar ချက်ကကျွန်တော်တို့ stock ပေါ့ရိုးပြုတ်ရေအမဲသားအမဲရိုးဆိုလဲအမဲရိုးကျွန်တော်တို့ကြက်ရိုးဆိုလဲကြက်ရိုးငါးဆိုလဲ fish stock ဆိုလဲ fish stock ပေါ့အဲ့ဒီဟာလေးကိုspice တွေထည့်ပဲကျွန်တော်တို့အမွေးကြိုင်လေးတွေထည့်မယ်ပြီးတော့ဒီ veggies တွေထည့်ပြီးတော့4-5-6နာရီကြာအောင်အနည်းဆုံး9နာရီကြာအောင်လို့ကျွန်တော်မီးအေးလေးနဲ့ပြုတ်ပြီးတော့ပေါင်းလိုက်ဆိုတော့အဲ့ကြတော့မှပဲအရိုးထဲကနေပြီးတော့အရသာအချင်းစီအရသာတွေအကုန်လုံးကထွက်လာပြီးတော့ flavor ပြည့်သွားတဲ့အရာလေးဖြစ်သွားတာအဲ့မှာအငန်တက်ပါသားဆိုတော့အငန်တက်မပါဘူးစားကောင်းသလားဆိုတော့စားကောင်းနေတယ်ဆိုတော့အဲ့ stock တစ်ခွက်ရဖို့အတွက်ကအချိန်ရောလူရောပစ္စည်းရောအကုန်လုံးရင်းနှီးရတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီ healthy food ဈေးကြီးတယ်ဆိုတာလေဒီအပေါ်မှာသွားပြီးတော့မူတည်သွားတာပေါ့ဆိုတော့အဲ့ stock ရင်းနဲ့ခုနလိုချင်တဲ့အရသာရအောင်လို့ဆိုပြီးတော့ chef ရဲ့ဒီ artist ပေါ့သူ့ရဲ့ပညာနဲ့ဒါဟိုချက်ရတာပေါ့ချက်နီးကကျွန်တော်တို့အမျိုးမျိုးရှိတယ်အဓိကအပြင်ကျွန်တော်စီကြော်တွေ deep fry တွေကလုံးဝ cancel လုပ်ထားတာပေါ့နော်လုံးဝကျွန်တော်တို့သုံးလို့မရဘူးစီရန်သုံးရတဲ့ဟာမျိုးသုံးလို့မရဘူးဆိုတော့အပေါင်းတွေရှိတယ်အပြုတ်တွေရှိတယ်အကင်တွေရှိမယ် grill လုပ်တာရှိမယ် bake လုပ်တာရှိမယ် roast လုပ်တာရှိမယ် steam လုပ်တာရှိမယ်ဆိုတော့အဲ့လိုမျိုးချက်နီးပြုံနီးလန်းလေးတွေနဲ့ဒီပုံစံအမျိုးမျိုးသောစားစရာတွေအဲ့အမျိုးမျိုးသောစားစရာတွေကိုစားကျင်တဲ့လူကိုလည်းစားကျင်တဲ့စားစရာဖြစ်အောင်လို့ဒီ nutrition ပေါင်တွင်းရောခုနပြောသလိုခြေချုပ်လက်ချုပ်ပြီးတော့စားတွေအချုံမုံတွေစီတွေကန့်ပြီးတော့ချက်တာရောအဲ့လိုပုံစံနဲ့ချက်ပြီးတော့ကျွန်တော်တို့ healthy meals တစ်ခုပေါ့နော်ဒါဆိုရင်တော့ fusion ပေါ့ဆိုတော့မြန်မာပါဇက်နဲ့လည်းကြိုက်မယ်western ပုံစံလေးလည်းဖြစ်တယ်ပေါ့နော်အဲ့လိုမျိုး fusion menu လေးတွေ fusion healthy menu လေးတွေကျွန်တော်တို့ဒီ chef နဲ့ပူးပေါင်းပြီးတော့အကြာကြီးဒီဟာကိုတစ်ခေါက်နှစ်ခေါက်သုံးခေါက်ဒီဟင်းဝဲထွက်တယ်မကြိုက်သေးဘူးနောက်ဟင်းဝဲထွက်တယ်မကြိုက်သေးဘူးအဲကြိုက်တဲ့ဟင်းဝဲတွေ menu တွေကျွန်တော်တို့အကုန်လုံးစုထားတော့အခုဆိုကျွန်တော်စီမှာဆိုရင် menu ပေါင်းကယာနဲ့ချီပြီးကိုရှိတာဒီ healthy menu ပေါ့နော်ညာနဲ့ကြည့်ပြီးတော့ရှိတယ်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် chef ကလည်းတင်တန်းဆရာပဲဆိုတော့ကျွန်တော်တို့ဒီ .com မှာလည်းတင်တန်းဖွင့်ဖို့လည်းအနေအထားတစ်ခုရှိတယ်ပေါ့နော်ဒီ healthy meal ကိုဘယ်လိုချက်လဲ stock တွေဘယ်လိုပြုတ်တယ်လဲဒီ healthy meal တစ်ခုဖြစ်လာအောင်လို့ကိုယ်တိုင်စိုင်ဖွင့်နိုင်အောင်လို့ဒါမှမဟုတ်ကိုယ့်ရဲ့အမျိုးဆွေတွေမိသားစုတွေကိုဒါကိုကောင်းကောင်းမွန်မွန်ကိုယ့်ရဲ့ level တစ်ခုနဲ့ချက်ပြီးတော့ join နိုင်ဖို့အဲ့လိုမျိုးအတွက်ကိုလည်းကျွန်တော်တင်တန်းနေထပ်ပြီးတော့ဒီ .com ဂျုံမှာပဲလာပြီးတော့ဖွင့်ဖို့ရှိပါတယ်ပေါ့ကျေးဇူးတင်ပါတယ်